သင်ဟာတရေတစေကိုမယုံဘူးဆိုရင်တော့အခုမြင်တွေ့ရမယ့်ပုံရိပ်တွေကသင်ရဲ့ယုံကြည်မှုကိုစိတ်ခေါ်ပါလိမ့်မယ်ကင်မရာတွေမှာအမှတ်မထင်ဖမ်းယူရရှိခဲ့ပြီးတော့သိပ္ပံပညာရှင်တွေကျွမ်းကျင်သူတွေတောင်မှအပြေရှာမရခဲ့တဲ့တကယ်အစစ်မှန်တရေဗီဒီယိုမှတ်တမ်းများတိုက်ဆိုင်မှုလားဒါမှမဟုတ်တမလွန်ကတကယ်ပဲရှိနေတာလားအားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့အင်တာနက်တစ်ခွင်မှာနာမည်အကြီးဆုံးနဲ့အငင်းပွားဖွယ်ရာအဖြစ်ဆုံးကင်မရာမှာအထင်ရှားရိုက်ကူမိခဲ့တဲ့ထိုက်တန်တရေဗီဒီယို10ခုကိုစုစည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုတွေကပုံရိပ်တွေဟာတမင်ဖန်တီးထားတာမဟုတ်ပဲနဲ့လုံခြုံရေးကင်မရာတွေကားကင်မရာတွေကနေမမျှော်လင့်ပဲမှတ်တမ်းတင်မိခဲ့တာတွေပါတချို့ဗီဒီယိုတွေဆိုရင်ကြည့်ရင်တော့နောက်ကျော်ချမ်းလာစေမှာအသေးကြပါပဲနံပါတ်10ချီလင်းဟန်ရဲတိုက်ကအကျဉ်းတော်ဝိညာဉ်ဒီရဲတိုက်ကြီးဟာသမိုင်းတစ်လျှောက်နှိပ်စက်ညှဉ်းပန်းမှုတွေသွေးထွက်တန်ယိုမှုတွေအများဆုံးဖြစ်ခဲ့တဲ့နေရာလို့နာမည်ကြီးပါတယ်ဒီဗီဒီယိုမှာဆိုရင်တရေတစေလေးလာစူးစမ်းသူတစုဟာညတစ်ခေါက်ရန်အချိန်မှာရဲတိုက်ရဲ့အကျဉ်းတော်ဟောင်းတွေကိုဝင်ရောက်လေးလာခဲ့ကြတာပါကင်မရာဓာတ်မီအလင်းရောက်တစ်ခုတည်းနဲ့အမှောက်တွေကိုရှောက်သွားနေချိန်မှာရုတ်တရက်ဆိုသလိုလေထုထဲမှာအလင်းလုံးလေးတွေပေါ်လာပါတယ်အဲ့ဒီနောက်မှာတော့ကင်မရာရှေ့ကိုလူတစ်ယောက်ရဲ့ပုံစံရှိတဲ့အရိပ်မဲကြီးတစ်ခုအလင်းအမြန်ဖြတ်ပြေးသွားတာကိုအထင်ရှားတွေ့လိုက်ရပါတယ်အဲ့ဒီအချိန်မှာအခန်းထဲမှာသူတို့ကလွယ်ပြီးဘယ်သူမှမရှိနေပါဘူးနံပါတ်9ဩစတြေးလျတင်ញိုင်တစ်ခုကအပြေးမြန်တဲ့အရိပ်မဲဩစတြေးလျနိုင်ငံကခရီးသွားလူငယ်တစုဟာညဘက်လူသူပြက်လက်တဲ့လမ်းမတစ်ခုမှာကားမောင်းနေရင်းနဲ့တင်ញိုင်တစ်ခုအနီးကိုဖြတ်သွားခဲ့တယ်သူတို့ကအပျော်တဘောနဲ့လမ်းဘေးကိုကင်မရာနဲ့လှမ်းရိုက်နေတော့မှပဲကားမီးရောက်အောက်မှာအဖြူရောင်ပုံရိပ်တစ်ခုကတစ်ပင်တွေကြားထဲကိုအလွန်မြန်ဆန်တဲ့နှုံနဲ့ပြေးဝင်သွားတာကိုထိတ်လန့်ဖွယ်ရာမြင်တွေ့ခဲ့ရပါတယ်အစပိုင်းမှာလူတို့ထင်ခဲ့ပေမဲ့ဒီဗီဒီယိုကိုအနှေးပြကွက်နဲ့ပြန်ကြည့်တဲ့အခါမှာတော့အဲ့ဒီပုံရိပ်ဟာမြေကြီးနဲ့ထိမနေပဲလေထဲမှာလွင့်ပြန်နေသလိုဖြစ်နေတာကိုတွေ့လိုက်ရတယ်ဒါဟာ CGI လို့ပြောကြသူတွေရှိပေမဲ့လည်းယနေ့တိုင်အငင်းပွားနေရဆဲဗီဒီယိုတစ်ခုဖြစ်ပါတယ်နံပါတ်8စတိုးဆိုင်ကအလိုလေးရောက်ပြုတ်ကျလာတဲ့ပစ္စည်းများတရေဆိုတာညဘက်အမှောက်ထဲမှာပဲ6တာလားဆိုတော့မဟုတ်ပါဘူးအင်္ဂလန်နိုင်ငံကဒီကိုဆိုဆိုင်လေးရဲ့လုံခြုံရေးကင်မရာမှတ်တမ်းကတော့ချွင်းချက်ပါဆိုင်ထဲမှာဖောက်တဲ့တွေဈေးဝယ်နေချိန်နေကင်ကြောက်တော့ကြီးမှာပဲစင်ပေါ်မှာတင်ထားတဲ့လက်ဖက်ချောက်ဘူးတွေကုန်ပစ္စည်းတွေဟာသူ့လိုအောက်ကိုပြုံးစားကြီးပြုတ်ကျလာခဲ့ပါတယ်တေချာကြည့်မယ်ဆိုရင်ပစ္စည်းတွေကရိုးရိုးပြုတ်ကျတာမဟုတ်ပဲနဲ့တစုံတစ်ယောက်ကလက်နဲ့အပြင်းထန်လှမ်းဆွဲလိုက်သလိုမျိုးလွင့်ထွက်လာတာပါဆိုင်ရှင်ရဲ့ပြောပြချက်အရဆိုရင်ဒီလိုဖြစ်ရမျိုးခဏခဏကြုံနေရပြီးတော့ညဘက်တွေမှာလည်းလူလျှောက်သွားတဲ့ခြေတံတွေကိုကြားရတတ်တယ်လို့ဆိုတယ်နံပါတ်9 The Starry Hotel ကလေကလေးဝိညာဉ်နာမည်ကြီးဟော်နာရုပ်စဉ် The Shiny ကိုကြည့်ဘူးတဲ့သူတိုင်းဒီ The Starry Hotel ရဲ့နာမည်ကိုရင်းနှီးပြီးသားဖြစ်မှာပါဒီဟိုတယ်ဟာအမေရိကန်မှာသရဲ6စုံဟိုတယ်တွေထဲကတစ်ခုပါဝင်ပါဒီဗီဒီယိုကတော့ဟိုတယ်မှာလက်တဲတဲ့ဧည့်သည်တယောက်ကအမှတ်မထင်ရိုက်ကူမိခဲ့တာပါသူကဟိုတယ်ရဲ့ရှေးဟောင်းလေကားမကြီးကိုကင်မရာနဲ့မှတ်တမ်းတင်နေတော့လေကားထိပ်မှာရှေးခေတ်ဝတ်စုံကိုဝတ်ဆင်ထားတဲ့အမျိုးသမီးတူပေါ်လာပြီးတော့ချက်ချင်းပဲပြန်ပျောက်ကွယ်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာလေကားပေါ်မှာဘယ်သူမှမရှိနေသလိုတခြားဧည့်သည်တွေလည်းမရှိနေပါဘူးဒီဟိုတယ်မှာသေဆုံးသွားခဲ့တဲ့ဟိုတယ်တီထောင်သူရဲ့ဇနီးတဲ့ဝိညာဉ်ဟာအခုထိလှည့်လည်သွားလာနေတော့ပဲလို့ဒေတာခန်တွေကယုံကြည်ကြပါတယ်နံပါတ်9အင်ဒိုနီးရှားလမ်းမပေါ်ကပိုကွန်အရှိတော်အာရှသားတွေဖြစ်တဲ့ကျွန်တော်တို့နဲ့အရင်နှီးဆုံးနဲ့အကြောက်ရဆုံးဝိညာဉ်တစ်ခုအကြောင်းကိုပြောပြချင်ပါတယ်အင်ဒိုနီးရှားနဲ့မလေးရှားဒေသတွေမှာနာမည်ကြီးတဲ့ပိုကွန်လို့ခေါ်တဲ့ဝိညာဉ်ပါဒီဗီဒီယိုဟာကားဒတ်ကင်မရာကနေအမှတ်မထင်ရိုက်ကူမိခဲ့တာပါကားသမားဟာညတစ်ခေါက်ရန်အချိန်မှာကားမောင်းလာရင်းနဲ့ကားမီးရောက်အောက်မှာအဖြူရောင်ရင်ခွဲအဝတ်စားနဲ့ခေါင်းကနေဟိုးချေပြားအထိပတ်စီထားတဲ့ပုံရိပ်ကြီးတစ်ခုလမ်းလဲကောင်မှာရက်နေတာကိုအထိတ်တလန့်မြင်တွေ့ခဲ့ရပါတယ်ကားရှိကနေရုတ်တရက်ဖြတ်သွားတဲ့အဲ့ဒီပုံရိပ်ကြောင့်ကားသမားဟာအမြန်ပဲဘရိတ်အုပ်ခဲ့ရပြီးတော့ဗီဒီယိုထဲမှာတင်သူ့ရဲ့ထိတ်လန့်ကြအော်ဟစ်တန်ကိုကြားနိုင်ပါတယ်နံပါတ်5ဝေဘာလီဟေးဆေးရောက်ဟောကအရေးလူသားဒီနေရာဟာအမေရိကန်မှာ TB ရောဂါသည်တွေထောင်ပေါင်းများစွာအသက်ဆုံးရှုံးခဲ့ရတဲ့စွန့်ပစ်ဆေးရောက်ဟောကြီးတစ်ခုပါအလွန်ခြောက်ခြားစရာကောင်းတဲ့ဒီနေရာကိုလေးလာသူတွေသွားရောက်ခဲ့ချိန်မှာတော့စင်းညံလန်းအရှိကြီးအဆုံးမှာအလင်းရောင်ဖောက်ထွင်းမရတဲ့အနက်ရောင်သုံးဖက်မြင်အရိပ်မဲကြီးတစ်ခုမတ်တက်ရက်နေတာကိုသူတို့ရဲ့ကင်မရာမှာထင်ထင်ရှားရှားဖမ်းယူနိုင်ခဲ့ပါတယ်အဲ့ဒီအရိပ်ကြီးဟာကင်မရာကိုလှမ်းကြည့်နေသလိုမျိုးခဏရက်နေပြီးတော့
နိုင်ငံတစ်ခုတည်းကိုတိုးဝင်ပြောက်ကွယ်သွားခဲ့တယ်နံပါတ်၄ဒစ္စနီလန်ကညာလှဲဝိညာဉ်ကမ္ဘာပေါ်မှာအပျော်ရွှင်ရဆုံးနေရာလို့တင်စားကြတဲ့ဒစ္စနီလန်အပန်းဖြေဥယျာဉ်ကြီးမှာသရဲရှိနိုင်ပါမလားရှိနိုင်ပါတယ်ပန်းခြံပိတ်သိမ်းပြီးညပိုင်းလုံခြုံရေးတွေပဲရှိတော့တဲ့အချိန်မှာလုံခြုံရေးကင်မရာတွေကနေထူးဆန်းတဲ့ပုံရိပ်တစ်ခုတစ်ပြိုင်တည်းပေါ်လာခဲ့ရတယ်တောက်ပပြီးဖောက်ထွင်းမြင်နေရတဲ့လူပုံသဏ္ဍာန်အရေးတစ်ခုဟာပိတ်ထားတဲ့တံပန်းခြံစည်းရိုးတွေကိုလေထဲကနေအသာလေးဖြတ်တန်းပြီးလမ်းလျှောက်သွားခဲ့တာပါကင်မရာတစ်ခုတည်းမှာပေါ်တာမဟုတ်ပဲကင်မရာအများပြားမှာဇက်တိုက်ရိုက်ကူမိခဲ့တာကြောင့်ဒါဟာကင်မရာချို့ယွင်းချက်မဟုတ်ဘူးဆိုတာသိချသွားစေပါတယ်နံပါတ်3ဂတ်တီဘတ်စစ်မြေပြင်ဟောင်းကဝိညာဉ်များအမေရိကန်ပြည်တွင်းစစ်ကလူပေါင်းထောင်သောကြီးရဲရဲဆက်ဆက်တည်ဆုံးခဲ့ရတဲ့ဂတ်တီဘတ်စစ်မြေပြင်ဟောင်းပါဒီနေရာဟာအမေရိကန်မှာဝိညာဉ်အများဆုံးရှိတယ်လို့နာမည်ကြီးပါတယ်ခရီးသွားတယောက်ဟာညနေဆောင်အချိန်ကားမောင်းလာရင်းနဲ့တစ်တော်အုပ်လေးဘေးကအဖြတ်မှာကင်မရာနဲ့မှတ်တမ်းတင်နေခဲ့ပါတယ်အဲ့ဒီအခါမှာသစ်ပင်တွေကြားထဲမှာစစ်သားပုံစံအရိပ်တွေအောက်ပိုင်းခြေထောက်မပါပဲပြေးလွှားနေကြတာကိုအထင်ရှားရိုက်ကူမိခဲ့ပါတယ်တချို့အရိပ်တွေဆိုရင်အမြောက်ပြုံနာမှာမတက်ရက်နေတာကိုပါမြင်တွေ့ခဲ့ရတယ်စစ်ပွဲပြီးသွားတာနှစ်ပေါင်းရာချီနေပြီဖြစ်ပေမဲ့သူတို့အတွက်ကတော့စစ်ပွဲကအခုထိမပြီးဆုံးသေးဖို့ပါပဲနံပါတ်1ဒီယာပတ် CBS ကြောင်းက CCTV မှတ်တမ်းအိုင်ယာလန်နိုင်ငံကတပ်တန်းရဲ့ဒီယာပတ် CBS ကြောင်းကြီးမှာဖြစ်ပွားခဲ့တဲ့ဒီ CCTV မှတ်တမ်းဟာအင်တာနက်ပေါ်မှာအလွန်ကြရက်ရိုက်သွားခဲ့ပါတယ်2019ခုနှစ်တကောင်းရန်အချိန်ကျောင်းမှာဘယ်သူမှမရှိတော့တဲ့အချိန်ပေါ့ရုတ်တရက်ဇင်းညံလမ်းမှာရှိတဲ့ကျောင်းသားတွေရဲ့လောကတကားတစ်ခုကပြင်းထန်စွာတုတ်ခါလာတယ်အဲ့ဒီနောက်တကားပွင့်ထွက်သွားပြီးတော့အထက်ကစာရွက်စာတမ်းတွေအားလုံးလေထဲကိုအရှိန်နဲ့လွင့်ပြန်လာပါတယ်ပြီးတော့ကျောင်းသားတွေရဲ့အဲ့တွေဟာလေထဲကနေပြစ်ပေါက်လိုက်သလိုပြုတ်ကျလာသလိုတတိပြုရန်လို့ရေးထားတဲ့ဆိုင်းဘုတ်ကြီးလည်းသူ့လိုလွင့်စင်သွားပါတယ်ဒါဟာလေတိုက်လို့ဒါမှမဟုတ်ငလျင်လှုပ်လို့ဖြစ်တယ်ဆိုတဲ့အကြောင်းပြချက်တွေနဲ့လုံးဝလွဲချော်နေပြီးတော့ဒေါတာထွက်နေတဲ့ဝိညာဉ်တစ်ခုရဲ့လက်ချက်လို့ပဲအားလုံးကလက်ခံထားကြတယ်နံပါတ်1ဟတ်တန်ကောနန်းတော်ကဝိယုံနဲ့ဝိညာဉ်အငင်းပွားဝိရအဖြစ်ဆုံးနဲ့အရှင်းလင်းဆုံးမှတ်တမ်းတင်ပြီးခဲ့တဲ့ဗီဒီယိုကတော့ UK နိုင်ငံဟန်တန်ကော့နန်းတော်ကလုံခြုံရေးကင်မရာဗီဒီယိုပဲဖြစ်ပါတယ်2003ခုနှစ်ဆောင်းတွင်းတစ်ခုရဲ့နေ့ကင်ဘက်အချိန်မှာနန်းတော်ရဲ့မီးဘေးထွက်ပေါက်ဒကမကြီးနှစ်ချသူ့လိုပွင့်ထွက်သွားခဲ့တယ်အဲ့ဒီနောက်မှာတော့ကင်မရာထဲကိုရှေးခေတ်ဝတ်ရုပ်ရှည်ကြီးဝတ်ဆင်ထားပြီးတော့ဖြူပြော့နေတဲ့မျက်နှာနဲ့ပုံရိပ်တစ်ခုဝင်လာပါတယ်သူဟာပွင့်နေတဲ့တကားတစ်ချက်ကိုလက်နဲ့လှမ်းပိတ်ပြီးတော့ပြန်ထွက်သွားခဲ့ပါတယ်လုံခြုံရေးတွေချက်ချင်းပြေးသွားကြည့်ပေမဲ့ဘယ်သူမှမတွေ့ခဲ့ရပါဘူးဒီဗီဒီယိုဟာသတင်းဌာနပေါင်းစုံမှာဖော်ပြခံခဲ့ရပြီးတော့သိပ္ပံပညာရှင်တွေစိတ်ပညာရှင်တွေမျိုးစုံလာရောက်စစ်ဆေးခဲ့ပေမဲ့လည်းဝိယုံနဲ့လူဟာဘယ်သူလဲဘယ်ကလာလဲဆိုတာကိုယနေ့ထက်တိုင်ဘယ်သူမှအဖြေမပေးနိုင်သေးပါဘူးအခုမြင်တွေ့ခဲ့ရတာတွေကတော့ကင်မရာကအမှတ်မတင်ရိုက်ကူးမိခဲ့တဲ့ကမ္ဘာအထိတ်လန့်ဆုံးတရေဗီဒီယို10ခုပဲဖြစ်ပါတယ်ဒီဗီဒီယိုမှတ်တမ်း10ခုထဲမှာဘယ်ဗီဒီယိုကမိတ်ဆွေကိုအကြောက်ဆိုဖြစ်စေခဲ့လဲဆိုတာကိုကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးသွားပါဦးဒီလိုစိတ်ဝင်စားစရာကောင်းပြီးကြောချမ်းစရာဗီဒီယိုကိုဆက်လက်တင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်နောက်ထပ်ထိတ်လန့်စရာဗီဒီယိုတွေနဲ့အတူပြန်လာခဲ့ပါမယ်